YouTube တန်လေးကို Canvas နဲ့အလွယ်တကူဖန်တီးပြပါမယ် Google ထဲကနေ Canvas ကိုရွေးပါ Canvas ကို free သုံးဖို့အတွက် Gmail နဲ့ register လုပ်ထားပါမယ် Canvas ကိုရွေးလိုက်ပါအသစ်တစ်ခုဖန်တီးဖို့အတွက် create ကိုနှိပ်ပါ search box ထဲမှာ YouTube တန်လေးကိုရိုက်ထည့်ပါYouTube တန်လေးကို2ချက်နှိပ်ဖွင့်ပါ template လေးကြာလာပြီဆိုရင်ဘယ်ဘက်မှာ2တွေရှိပါတယ်ပထမဦးဆုံး background ကိုရွေးချယ်ပေးပါမိမိလိုချင်တဲ့ background ကို2ချက်နှိပ်ဖွင့်ပါဒါဆိုရင်တော့ background ရပါပြီစာထည့်ဖို့အတွက် text ကိုနှိပ်ပါ add a text box ကိုထပ်နှိပ်ပါ box လေးကိုစာရိုက်ထည့်ဖို့အတွက်အကျယ်ချဲ့ပေးပါဆက်လက်မှတ်ပြီးတော့မြန်မာစာရိုက်ထည့်ပါမတိစိတ်ကိုဆက်လက်မှတ်ပြီးတော့ဖောင်းရဲ့ size ကို150ထားပေးပါ keyboard ကမြန်မာစာဖြစ်နေအင်္ဂလိပ်စာကိုပြောင်းပေးပါဖောင်း color ကိုပြောင်းဖို့အတွက်မတိစိတ်ကိုဆက်လက်မှတ်ပါအဖြူရောင်ကိုရွေးချယ်ပေးပါဖောင်းကိုဆက်လက်မှတ်ပြီးတော့ဖောင်းမျိုးစားရွေးချယ်လို့ရပါတယ် canvas တန်ကိုတစ်ချက်နှိပ်ပါ search box ထဲမှာတော့ Burmese ဆိုပြီးတော့မြန်မာစာကိုရွေးချယ်ပေးပါ Burmese လို့ရိုက်ထည့်လိုက်ရင်မြန်မာစာမျိုးစားတွေကြာလာပါမယ် Bluetooth ဆန်ကိုရွေးပေးပါ ဖောင်းထူထူရဖို့အတွက်ဘိုးကိုရွေးပေးပါနောက်ထပ် font တစ်ခုထည့်ဖို့အတွက် add a text box ကိုနှိပ်ပါ box လေးကိုအကျယ်ချဲ့ပြီးမြန်မာစာရိုက်ထည့်ပါအလုပ်လုပ်ပုံကိုဆက်လက်မှတ်ပြီးတော့ font size ကိုတော့100ထားပေးပါအလုပ်လုပ်ပုံကိုဆက်လက်မှတ်ပြီး effect ကိုထည့်ပါ outline effect ကိုရွေးချယ်ပေးပါ stroke လေးကမီးခိုးရောင်ဖြစ်နေတဲ့အတွက်အမဲကိုရွေးချယ်ပေးပါ stroke လေးကိုအထူအပါကစားပေးပါfont color ကိုရွေးချယ်ဖို့အတွက်ဆက်လက်မှတ်ပါ A ကိုနှိပ်ပါလူချင်တဲ့ color ကို CO ထဲကနေရွေးချယ်နိုင်ပါတယ်ရောင်တောက်လေးတစ်ခုရွေးချယ်ပေးပါအရုပ်ကလေးတစ်ခုထည့်ဖို့အတွက်ဘယ်ဘက်တဲက element ကိုရွေးချယ်ပေးပါတိုင်းတဲ့အရုပ်ကို graphic တဲကနေရွေးချယ်ပေးပါအရုပ်ကလေး2ရုပ်ဖြစ်နေတဲ့အတွက်တစ်ရုပ်ကို delete နှိပ်ပြီးတော့ဖြတ်လိုက်ပါအရုပ်ကလေးကိုဆက်လက်မှတ်ပြီးလိုတလို့ချိန်ပြီးပေးပါအရုပ်ကလေးကို right click ထောက်ပြီးတော့layer ကိုအပေါ်အောက်ကစားလို့ရပါတယ်အရုပ်ကလေးကို right click layer reference ဆိုရင်တော့စာရဲ့အပေါ်ရောက်သွားပါမယ် right click layer send to back ဆိုရင်တော့စာရဲ့အောက်ကိုရောက်သွားပါမယ်ပြီးရင်တော့ဘောင်လေးထပ်ဖို့အတွက်2ကိုရွေးပေးပါ shape ကိုရွေးပါ4000လုံးကိုရွေးပေးပါအပေါ်ကခင်းရောင်လေးကိုရွေးပေးပါ
no color ကိုရွေးပေးပါဘောင်ခတ်ဖို့အတွက် color ကိုဖြောက်လိုက်ပါတယ် stroke style ကိုရွေးပေးပါတစ်ချောင်းကိုရွေးပေးပါ stroke လေးတွေအထူပေါက်ကစားလို့ရပါတယ်ဒါဆိုရင်တော့ YouTube အတွက်တက်နေလေးပြီးဆုံးသွားပါပြီ download အတွက် share ကိုနှိပ်ပါ download ကိုရွေးပေးပါညလေးနဲ့လိုတာကိုရွေးလို့ရပါတယ် JPG ကိုရွေးလိုက်ပါတယ် download လုပ်ပါတယ်ဒါဆိုရင်တော့ YouTube အတွက်တက်နေလေးပြီးဆုံးသွားပါပြီဒါကတော့ free ရတဲ့ version ဖြစ်ပြီးတော့ဒီမှာ crown လေးတွေပါမယ်ဆိုရင်တော့ premium version ကိုသုံးရမှာဖြစ်ပါတယ် premium version ကတော့တစ်ကောင်ကို 8000 လောက်ရှိပါတယ်ကျေးဇူးတင်ပါတယ်